နောက်တနေ့နဲ့ခင်းအင်းဝနန်းတော်ကြီးဟာရခေနေ့တွေထက်ပိုမိုတိတ်ဆိတ်ငြိမ်သက်လို့နေပါတယ်ဘရင်တတိုးမင်းဖျားရဲ့မျက်နှာတော်ဟာလေတင်းမှခတ်ထန်လို့နေပါတယ်တခိုးကြီးငသက်ဖျားကအမတ်ကြီးတဦးရဲ့အိမ်တော်ကိုဖောက်ထွင်းယူနေမကဖေအမတ်ကြီးရဲ့နဖူးမှာပါထုံးနဲ့နာမည်ရေးထိုးသွားတာဟာဘရင်ရဲ့အာဏာကိုပြောင်ပြောင်တင်းတင်းစိန်ခေါ်လိုက်တာပဲဖြစ်ပါတယ်ငါရဲ့နန်းတော်ရှေ့မှာတင်အခုလိုဖြစ်ရတာမင်းတို့အားလုံးဘာလုပ်နေကြတာလဲဘရင်ကဒေါသလက်ကြီးအော်ဟစ်လိုက်ပါတယ်မှန်လားပါရှင်မင်းကြီးအဲ့ဒီတခုကတကယ်ကိုကျွမ်းကျင်လွန်းလို့ကင်းဆောင်တွေလည်းမသိလိုက်ရပါဘူးတမှုတူကတုံတုံရင်းရင်းနဲ့ရှောက်တင်ပါတယ်ငါမသိဘူးခုနှစ်ရက်အတွင်းငတက်ပြားကိုမိအောင်ဖမ်းရမယ်မမိရင်မီးလို့တက်မှုတွေအားလုံးကိုအပြစ်ပေးမယ်ဘရင်ကအမိန့်ပေးလိုက်ပါတယ်ငတက်ပြားရဲ့အကြံအင်းဝမြို့ပြဤအတွင်းမှာတော့တပ်သားတွေဟာငတက်ပြားကိုမိအောင်ဖမ်းဖို့အတွက်အသေးအတန်ရှာဖွေနေကြပါတယ်ဒါပေမဲ့ငတက်ပြားကတော့မြို့စွန်ကတဲဆုပ်လေးတစ်ခုမှအေးအေးဆေးဆေးပဲနေပါတယ်သူကအမတ်ကြီးအိမ်ကခိုးလာတဲ့ရွှေခရားကြီးကိုရောင်းပြီးစင်ရဲသားတွေကိုဝေငှပေးလိုက်ပါတယ်ဘရင်ကငါ့ကို9ရက်အတွင်းမိအောင်ဖမ်းဖို့အမိန့်ပေးထားတယ်ပေါ့ငတက်ပြားကပြုံးလိုက်ပါတယ်ဒါဆိုရင်ငါလည်းဘရင်ကိုစိန်ခေါ်ရမှာပေါ့ငတက်ပြားဟာနောက်ထပ်ရီမန်းချက်တစ်ခုကိုချမှတ်လိုက်ပါတယ်အဲ့ဒါကတော့နန်းတော်တဲ့အထိဝင်းဒီဘရင်တတိုးမင်းဖျားရဲ့အိတ်ဆောင်တွေကနဲ့အဖိုးတန်ပစ္စည်းတစ်ခုကိုခိုးဖို့ပါပဲဒါကတော့သူ့ဘဝရဲ့အကြီးမားဆုံးစိန်ခေါ်မှုဖြစ်လာမှာပါနန်းတော်တွင်ဖောက်ထွင်းခြင်းညင်းနှန်းတန်းကောင်ရန်နန်းတော်ကြီးဟာထောင်ပေါင်းများစွာသောမီးတုပ်တွေနဲ့လင်းထိန်လူနေပါတယ်ကင်းဆောင်တပ်သားတွေလည်းရခင်ကထက်ပိုမိုတိုးငင်ထားပါတယ်ဒါပေမဲ့ငတက်ပြားအတွက်တော့ဓာတွေကအတားအဆီးမဟုတ်ပါဘူးသူဟာနန်းတော်ရဲ့တတိုင်းကိုကြော်တက်ဖို့အတွက်ကြိုးကွင်းကိုအသုံးပြုလိုက်ပါတယ်ပြီးနောက်သူဟာနန်းတော်အတွင်းပိုင်းကိုရောက်သွားပါတယ်နန်းတော်အတွင်းမှာတော့အစီခံတွေတပ်သားတွေကအမြဲရှိနေပါတယ်ငတက်ပြားဟာမောင်ရိပ်ခိုပြီးတဆင့်ပြီးတဆင့်ဘရင်ရဲ့အိတ်ဆောင်စီကိုချင်းကပ်သွားပါတယ်ဘရင်နဲ့ထိတိုက်တွေ့ချင်းငတက်ပြားဟာဘရင်ရဲ့အိတ်ဆောင်တကားကိုရောက်သွားပါတယ်တကားဆောင်တပ်သားတွေကိုတော့သူဟာဆေးဝါးထုံးပြီးအိပ်ပျော်သွားအောင်လုပ်ထားပါတယ်သူဟာတကားကိုအตาရဖွင့်ပြီးအထဲကိုဝင်လိုက်ပါတယ်ဘရင်တတိုးမင်းဖျားဟာကုတင်ပေါ်မှာနှစ်ချိုက်အိတ်မောကြနေပါတယ်ကုတင်ဘေးကစပွဲပေါ်မှာတော့ဘရင်ရဲ့ကိုပိုက်ဓားမြောင်းတစ်စင်းရှိနေတယ်ငတက်ဖျားဟာအตาရလက်လန်းလိုက်တဲ့အချိန်မှာပဲရက်မမြော်လင့်ပဲဘရင်ကမြစ်လုံးကိုဖွင့်ကြည့်လိုက်ပါတယ်ဘရင်တတိုးမင်းဖျားဟာနိုးချရဲ့လူဖြစ်လို့ငတက်ဖျားရဲ့အသိရှူထံကိုကြားလိုက်တာပါဘသူလဲဘရင်ကဟိန်းဟောက်လိုက်ပြီးကုတင်ဘေးကဓားမြောင်းကိုဆွဲယူလိုက်ပါတယ်ငတက်ဖျားဟာလင်းမြန်စွာပဲနောက်ဆုတ်လိုက်ပါတယ်အရှင်မင်းကြီးကျွန်တော်မျိုးကငတက်ဖျားပါသူကပြုံမြင့်ပြောလိုက်ပါတယ်တိုက်ပွဲနဲ့လွတ်မြောက်ခြင်းဘရင်နဲ့ငတက်ဖျားလူဟာအိတ်ဆောင်တွင်းမှာထိတ်တိုက်တွေ့ကြပါတော့တယ်ဘရင်ကဓားမြောင်းနဲ့တိုက်ခိုက်ပြီးမြဲငတက်ဖျားကတော့ကြားတက်တကောင်လိုဖြက်လက်လို့ရှောင်တိန်နိုင်ပါတယ်မင်းကိုမိအောင်ဖိုင်းရမယ်ဘရင်ကအော်ဟစ်လိုက်ပါတယ်အရှင်မင်းကြီးကျွန်တော်အမျိုးကိုမိဖို့ဆိုတာမလွယ်ပါဘူးငတက်ဖျားကပြောင်းရင်ပရင်းပေါက်စီကိုပြေးသွားပါတယ်တပ်သားတွေကအိတ်ဆောင်တဲ့ကိုဝေလာကြပြီမဲ့ငတက်ဖျားကတော့ပရင်းပေါက်ကနေအောက်ကိုခုန်ချလိုက်ပါတယ်သူဟာနန်းတော်ဝင်းထဲကနေပျောက်ကွယ်သွားပါတယ်ငတက်ဖျားရဲ့လက်မှတ်နောက်တစ်ကြိမ်ဖောက်ထွင်းခြင်းနောက်တစ်နေ့နမက်အင်းဝတ်မြို့ပြကြီးဟာတကြိမ်တုံလို့တွားပြန်ပါတယ်ငတက်ဖျားကနန်းတော်ထဲအထိဝင်းပြီးဘရင်ပဒိုမင်းဖျားရဲ့အိတ်ဆောင်ထဲကနေဘရင်ရဲ့ကိုပိုင်ဓားမြောင်းကိုခိုးယူသွားရုံနဲ့မကပဲဘရင်ရဲ့နဖူးမှာပါထုံးတဲ့ငတက်ပြားဆိုတဲ့စတန်းကိုရေးထိုးသွားခဲ့တာဆိုလာပါပဲ